လူတယောက်ကိုတခုခုလှုပ်စေချင်ရင်ဒီလိုလေးပြောကြည့်လို့ရတယ်တစ်ဖက်လူကိုလေမင်းဒီလိုလှုပ်ပါလို့တန်းပြောတာမျိုးမဟုတ်ပဲနဲ့သူ့ကိုယ်သူဘလို့လူမျိုးလို့မြင်လဲဆိုတာနဲ့ချိတ်ဆက်ပြီးတော့ပြောလို့ရတယ်ဥပမာပေးရရင်ဟိုကကိုယ်တငယ်ချင်းတရားရောက်ကိုကိုယ့်ရဲ့ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးတော့ပွပွင့်လင်းလင်းပြောတာကိုလိုချင်တယ်ဆိုရင်အရင်ဆုံးသူ့ကိုငါ့ကိုဆိုရင်အများတန်းပွပွင့်လင်းလင်းပြောတတ်တဲ့သူနော်ဆိုပြီးတော့အရင်စကားကိုစလိုက်အဲ့လိုစကားကိုစပြီးတဲ့နောက်မှာမှအဲ့ကြောင့်မို့လို့ငါနင့်ကိုဒီကိစ္စနဲ့ပတ်သက်ပြီးလဲမေးစရာရှိတယ်နင်ငါ့ကိုပွပွင့်လင်းလင်းပြောနော်ဘလို့ထင်လဲဆိုပြီးတော့စကားကိုပြန်ဆက်လိုက်ပါအဲ့ဒီချိန်ကျမှတစ်ဖက်လူကလည်းဟုတ်တယ်ငါကစကားကိုပွပွင့်လင်းလင်းပြောတတ်တဲ့လူပဲလို့သူ့ကိုယ်သူလက်ခံလိုက်တဲ့အခါကျရင်သူ့ရဲ့နောက်ဆက်တွဲအပြုအမူတွေကလည်းခုနကသူလက်ခံထားတဲ့အရာပေါ်မူတည်ပြီးတော့လုံနိုင်ခြေပို့ပြီးတော့ရှိလာပါတယ်ခုနတော့ကသူ့ကိုယ်သူပွပွင့်လင်းလင်းပြောတတ်တဲ့လူလို့သင်ကပြောလိုက်တာကိုသူကလက်ခံလိုက်တဲ့အတွက်သူကပွပွင့်လင်းလင်းသင်ကိုပြန်ပြောပါလိမ့်မယ်အဲ့ကြောင့်မို့လို့လူတယောက်ကိုတိုက်ရိုက်ကြီးဘာလုပ်ရမယ်လို့ပြောတယ်ဆိုတာထက်သူ့ကိုယ်သူဘလို့လူလို့မြင်လဲဆိုတာကလည်းသူ့ရဲ့နောက်ဆက်တွဲအပြုအမူတွေပေါ်မှာတက်ရောက်နိုင်မှုရှိပါတယ်